ညောင်ပင်ရဲ့ရိတ်အောင်မှာဓမ္မရိတ်သာတရားစခန်းပွဲငြိမ်းချမ်းတဲ့စိတ်နဲ့လာကြတယ်တို့တွေအလူတော်မင်္ဂလာခေါ်ဆိုလေBye.